သွားပုတ်တဲ့အဟောင်းတွေကိုအလဟတ်တာမပြစ်လိုက်ပါနဲ့။ထိပ်ပိုင်းလေးကိုဖြတ်မီးလေးနဲ့အပူပေးပြီးကွေးလိုက်ရုံနဲ့ပြတင်းပေါက်ချောင်းကျိုးချောင်းကြားဖုံတွေကိုအလွယ်တကူတိုက်ချွတ်တန့်ရှင်းပေးနိုင်တဲ့တန့်ရှင်းရေး brush လေးရသွားပါပြီ။စီပုံးဟောင်းကြီးတွေကိုလည်းအသုံးချလို့ရပါသေးတယ်နော်။ လိုင်းလေးဆွဲပြီးလွှာဆက်နဲ့တေးသေးချာချာဖြတ်တစ်သားရိုးလေးတစ်ခုနဲ့တွဲရိုက်လိုက်ရင်ခြံထဲကအမိုက်တွေကိုအလွယ်တကူကျုံနိုင်တဲ့အမိုက်ကျုံဂေါ်ပြားခိုင်ခိုင်မာမာလေးဖြစ်သွားရောဗျစိုက်ကယ်တွေကတက်စီကိုပါစက်နဲ့စုပ်เสียရမလို့ပဲအန်တရေကင်းကင်းထုတ်ယူခြင်းရင်ရေတန့်ဘူးခွန်နဲ့ပိုက်ထက်ဘူးကိုညှစ်ပေးယုံနေတင်စီတွေဘူးအဖုံးကိုမီးထွက်လာပါတွားချထိုးတံလေးနဲ့ထိုးထုတ်လိုက်ရင်စပိန်ချင်းကျိုးဒါမှမဟုတ်ချောင်းကျိုးချောင်းကြားတွေမှာစီတီတီကြကြထည့်လို့ရတဲ့ special စီထည့်ဘူးထိတ်ကောင်းလေးရလာပါမယ်ပလတ်စတစ်ဘူးခွန်တွေမှာမူလီဝက်အူပြန်ကြက်ရခတ်နေရင်ကြီးနှန်းကျိုးလေးကိုဝက်အူမှာရစ်ပတ်မီးအပူပေးပြီးဖိသွင်းလိုက်ပါမူလီဖန်းနဲ့အတွင်းရစ် thread ခိုင်ခိုင်မာမာလေးအလွယ်တကူပြုတ်လုံနေပါပဲနောက်ဆုံးတစ်ခုကတော့ရေတန့်ဘူးထိတ်ကောင်းတဲ့အဖုံးကိုတစ်သားတံမှာတက်ဆင်ပြီးနံရံမှာတွဲတက်လိုက်မယ်ဆိုရင်အင်ဂျီတွေချိတ်တွေကိုစိတ်ကြိုက်ချိတ်ဆွဲနိုင်တဲ့ DIY အဝတ်ချိတ်တန်းလေးရရှိသွားပါပြီဗျာ